အောင်ဆုံးပြကြအောင်အဲ့ဒါမြင်ရတယ်ဘီလမင်းနဲ့လောက်ခါမဟုတ် ဟမ် ရှင်းနဲ့လောက်ခါ အော်ရှင်းနေလို့ထားလား တိပိုင်းနဲ့လောက်ခါလေ တတန်ကဘယ်တော့ကြာပြီလဲ မသိဘူးအဲ့ဒါကိုထဲမှာရေးတာ ဟုတ်လားဟိုဒါရေးကြတယ်အမအချင်းမှာပေါ်တူဂီစာလေးပဲရှင်းတာအုတ်ကိုလို့ပြောရနော်ငါစင်ငါရဲ့အုတ်ကိုလားဘယ်သူအုတ်ကိုဒါဒီဖျားเจ้าကိုဒီထောင်ရဲ့ဖာရာကြီးပေါ့နော်ဒါဘယ်ကြတော့မေတော်မာရိယာအုတ်ကိုမဟုတ်ပါဘူးဒါ